ကိုရီးယားမုံနေလိုက်စားတာတော့အဲ့မုံမကြိုက်ဘူးမကြိုက်ဘူးလားငါတို့ကတီးပြည့်စုံနေလဲရနော်ညီမပုပ္ပါလေးစည်းလေးလည်းကောင်းတယ်လေသိဘူးရိုက်လားဟေးသူစက်ကူဆိုထုတ်စားလို့မကြိုက်တာဟဲ့ဟုတ်လားအေးသူ့ဘာထုတ်စားအမေလမ်းနာတယ်နဲ့အမေ